သင်ခန်းစာနံပါတ်1ဟာနဲ့ကားတို့ရဲ့ကျွန်တော်ခွဲပြားခြားနာချက်တွေကိုကြည့်အောင်အဲ့တော့ကျွန်တော်ချန်ပီယံအဖြစ်ဝါဆိုတာကအကြောင်းအရာတွေကိုဖော်ပြပေးတဲ့ topic maker ဖြစ်ပြီးတော့ကျွန်တော်ကားဆိုတာက subject တွေကိုကျွန်တော် subject ဖြစ်အောင်ပြုလုပ်ပေးတဲ့ subject maker လို့ချန်ပီယံမှတ်ယူလို့ရတယ်ပေါ့နော်ဥပမာအပြင်ကျွန်တော်ကကျောင်းသားပါလို့ပြောချင်လို့ရှိရင်ဝါတာချီဝါ Caxides လို့ပြောလို့ရတယ်ဟုတ်ပြီနော်ကျွန်တော်ကျောင်းသားပါကိုမိတ်ဆက်လိုက်တာဟုတ်ပြီနော်ကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့လူတွေအများကြီးထိုင်နေတဲ့ထဲမှာကျောင်းသားကဘာလို့လဲလို့ပြောလိုက်တဲ့အခါမှာကျောင်းသားကကျွန်တော်ပါအဲ့လိုပြောချင်လို့ရှိရင်နော်ဝါတာချီက Caxides အဲ့ဒီနေရာမှာကျွန်တော်တော့ဥပမာအဖြစ်မေးတဲ့သူကဒါတွေက Caxides ကအဲ့လိုမျိုးပြလိုက်လို့ရှိရင်ကျွန်တော်ဘယ်လိုပြန်ပြလို့ရလဲဆိုလို့ရှိရင်ဝါတာချီက Caxides ဆိုပြီးတော့ပြန်ပြလို့ရတယ်အဲ့ဒါကားရဲ့အတုံးလုံးအမှန်ပေါ့နော် Okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်